ဒီနေ့ကမှ trading ဈေးကွက်ထဲမှာဖြစ်ပြနေတဲ့အခြေအနေအားလုံးဟာတကယ်ကိုတောင်းပြီးလို့ပါပဲအစွန်းတစ်ဖက်ကနေနောက်အစွန်းတစ်ဖက်ကိုကူးသွားကြတယ်အရင်က broker မှာကိုယ်ပိုင်ငွေနဲ့ trader ကိုပဲတိလာခဲ့ရတာနေပြီးတော့အခု profan funded account တွေခေတ်စားလာတော့ broker တွေမှာငွေထည့်ရင်ရတော့အယူ funded မှာ trade မှာလူလဲဆိုပြီးတော့ဖြစ်ကုန်ကြအောင်ဒါကဈေးကွက်ကမာယာတစ်ခုပါဘယ်ရာမှာပြီးပြည့်စုံနေဆိုတာမရှိပါဘူးနေရာတိုင်းမှာသူ့အားတာချက်သူ့အားနည်းချက်ဆိုတာအများကြီးရှိသမျှပါဒါကိုဉာဏ်ပညာမျက်စိနဲ့တေချာမမြင်ဘဲနဲ့လိုင်းလုံးတွေနောက်ကိုလိုက်နေကြရင်တော့ဘယ်နေရာမှာဘာဖြစ်ဖြစ်အဆုံးသက်ကရှုံးနေခြင်းပဲဖြစ်နေလိမ့်မယ်အဲ့တော့ဒီတော့ကျွန်တော်တို့အမှန်တရားကိုမျက်စိဖွင့်ပြီးတော့ကြည့်ရတယ် funded account မှာ trader မှန်တယ်လို့တွေးနေအဲ့ဒါအကြီးမားဆုံးအမှားတစ်ခုပဲဘာဖြစ်လို့လဲဆိုတော့နော် funded account ရဲ့အသက်ကိုက broker ဖြစ်နေလို့ပါကိုကတစ်ပင်တစ်ပင်ရဲ့အသီးကိုပဲလိုချင်ပြီးတော့အမြစ်ကိုဖြတ်ပြစ်လို့မရပါဘူးအမြစ်မရှိရင်အသီးဆိုတာဖြစ်တည်လာတယ်အကြောင်းမရှိဘူးအဲ့တော့ profan funded company အားလုံးဟာသူတို့ရဲ့နောက်ွယ်မှာ client တွေ order ဝင်ဖို့အတွက်ကိုဈေးကွက်တွေက data ကိုရယူပြီးတော့ liquidity provider တွေနဲ့ broker တွေအပေါ်မှာ100%လုံးမှီခိုထားတာပါ broker မရှိရင်တရားဝင်ဘာနာရေးဈေးကွက် financial market ကြီးဆိုတာလည်းမရှိပါဘူးဈေးကွက်မရှိရင် profan ဆိုတာကလည်းလေတွေကတိုက်နေပါပဲဒါကြောင့် broker မှာ trader ဈေးကွက်ကပင်မရေစီးကြောင်းအစစ်အမှန် real ocean ကြီးမှာ trader ဖြစ်ပြီးတော့ funded account မှာ trade တယ်ဆိုတာအဲ့ဒီပင်လေတွေကရေကိုခတ်ယူပြီးတော့ကို trade လုပ်ဖို့ဖန်တီးပေးထားတဲ့ကစားဖို့ဖန်တီးပေးထားတဲ့ရေကူးကန်တစ်ခုမျှတာဖြစ်တယ်ဒါကိုနားလေရနောက်တစ်ခုကနေရာတိုင်းမှာအလင်းနဲ့အမောင်ရှိတယ် advantage နဲ့ disadvantage ပေါ့ဗျာဒါကလောကကြီးရဲ့သဘာဝ nature ပဲလူတွေကအပေါ်ရန်ဆွဲဆောင်မှုနောက်ကိုပဲလိုက်နေကြတာအားသာချက်ကိုပဲကြည့်ပြီးတော့အားနည်းချက် risk ကိုကြတော့အမြဲတမ်းမျက်ကွယ်ပြုကြတယ်ဒီစနစ်နှစ်ခုလုံးမှာတိထားရမယ်သဘောတဘာဝတွေရှိတယ်အဲ့ဒါကိုကျွန်တော်ပြောပြမယ်ပထမဆုံးက broker မှာကိုယ်ပိုင် account နဲ့ပုံတွေ့တာကိုပိုင် account ဖွင့်ပြီးတော့မှ trade လုပ်တာကိုယ့်ရဲ့ငွေကြီးနဲ့အဲ့ဒါဘာနဲ့တူလဲဆိုတော့ကိုပိုင်ခြံဝင်းထဲမှာလွတ်လွတ်လပ်လပ်စိုက်ပြေးရွာနဲ့တူတယ်အားသာချက်ကဘာရှိလဲဆိုလွတ်လပ်မှုအပြည့်ရှိတယ်ဘသူကကိုဘယ်လိုပုံစံနဲ့လုပ်ပါဆိုလာမချုပ်ကင်ထားဘူးဈေးကွက်ကလည်းအများတန်းတမတ်သေးပုံတည်တွားနေတာမဟုတ်ဘူးအဲ့တော့ကိုကဈေးကွက်နဲ့လိုက်ရောညီထွေးအောင်ကို system နဲ့ကိုလွတ်လွတ်လပ်လပ် trade လို့ရတယ်တရက်ကိုဘယ်လောက်ပဲရှုံးမှာဒေါ်တောင်းလည်းမရှိဘူးအကောင့်တစ်ခုလုံးယာကိုင်တော့ဘယ်လောက်ကြ maximum ဒေါ်တောင်းဘယ်လောက်ယူဒါကလေကိုယ့်ရဲ့စိတ်တိုင်းကြပဲเนาะကိုမ trade ချင်တဲ့နေ့မှာလည်းမ trade လို့ရတယ်တလားလုံးမ trade လို့လည်းဘာမှမဖြစ်ဘူးကိုယ့်ကိုအတင်း trade ဖို့တဲ့ကိုယ့်ရဲ့စိတ်အခြေအနေမကောင်းနေတဲ့အချိန်မှာသွား trade မယ်ဆိုရင်အရှုံးပေါ်မှာလေဟုတ်တယ်เนาะအဲ့တော့ကိုယ့်ကိုမ trade လို့လည်းအတင်း trade ပါလို့ဘာ force မှမရှိဘူးအော် news time တွေမှာလည်းကိုယ် assistant နဲ့ကိုင်းနေ trade ရမှာလေအဲ့အချိန်မှာလည်းကိုယ်လွတ်လွတ်လပ်လပ် trade လို့ရတယ်ဆိုတော့ weekend တွေမှာဆိုလည်းကိုယ်ဆက်ရေးလက်ရေးနဲ့အဲ့ position တွေကိုကင်နာလို့ရတယ်အဲ့တော့ကိုယ့်အကောင့်ဟာကိုယ်တိုင်အရှင်သခင်ပဲအားနည်းချက်ကိုကြည့်ရင်တော့ကိုကအရင်ဒီ capital ကတော့ကိုစီးပွားဖြစ်လုပ်မယ်ဆိုရင်စီးပွားဖြစ်လို့အရင်ဒီလိုတာပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုကိုမှအကန့်အသတ်တစ်ခုလိုသွားဖြစ်မယ်ကိုစီမှာရှိတဲ့ငွေပမာဏအတိုင်းကိုပဲကိုက risk ယူပြီးတော့ trade လို့ရမယ်ပြီးတော့စိတ်ဖိစီးမှုနည်းနည်းမြင့်တယ်ဘာကြောင့်လဲကိုယ်တိုင်ငွေနဲ့လုပ်ရတာဖြစ်တဲ့အတွက်ကိုငွေကြီးအပြည့်အဝထည့်ရတာဖြစ်တဲ့အတွက်စိတ်ဖိစီးမှုနည်းနည်းမြင့်နိုင်တယ်နော် funded account ကို trade တာကိုကြည့်မယ်ဆိုရင် तू ကတတိတယောက်ရဲ့လေခွင်းထဲမှာသွားပြီးတော့အခါစားစိုက်ပြိုးပြရနေတူတယ်သူ့ရဲ့အားတာချက်ငွေအင်အားနည်းနည်းလေးပြောရမယ်ဆိုရင်ဒေါ်လာ1000လိုချင်တယ်ဆိုရင်1000ရဲ့ 1% 100လောက် challenge ကြီးရှိုံနဲ့ဟိုဟာ1000တန်အကောင့်ရမယ်3သိန်းတန်လိုချင်တယ်ဆိုကို့မှာ1000လောက်ရှိုံနဲ့ရမယ်ဆိုတော့အဲ့လိုအကောင့်ကြီးတွေကိုကင်တွယ်ခွင့်ရတယ်အဲ့ risk ကတော့เนาะသူ့မှာအကန့်အသတ်ရှိတယ် profit slip ကတော့မြင့်ပါတယ်ကို profit ခွဲပေးရ80 80ကြီးပြီးရအားနည်းချက်တွေကိုကြည့်ရင် तू ကစီကန်းချက်တွေအကုန်လုံးကမာရထောင်ချောက်တွေပဲသူတို့ကတကယ်တော့เนาะ trader တွေငွေလကားသုံးဝင်ပေးထားတာမဟုတ်ကိုကအမားတစ်ခုခုလောက်တာကိုစောင့်နေတာအဲ့ trader တယောက်ကအမားတစ်ခု trade နေတဲ့ funded account trade နေတဲ့ trader အမားတစ်ခုလောက်တာနဲ့ထုတ်ဖြစ်ဖို့အတွက်စောင့်နေတာ daily drawdown 5% ကိုရှိရတယ်အကောင့်ကသိမ်းခံရတယ်အဲ့တော့သတင်းချိန်တွေမှာ trade မိပြန်ရင်လေအကောင့်က receive ပဲကြမယ် profit တွေလည်းမရတော့ဘူးအဓိက profan တွေရဲ့စီးပွားရေး model business model က trader တွေရဲ့ challenge ကြာရှုံးလို့ရလာတဲ့အခကြီးငွေတွေ evolution fees တွေဒီပေါ်မှာအများကြီးရက်တည်နေတာဖြစ်တယ်ဆိုလိုတာကသူတို့ကကိုယ်အောင်မြင်စေချင်တာထက်ကိုကြာရှုံးသွားဖို့စီကန်းအနေနဲ့ကြောက်ဆင်ထားတာပို့ပြီးတော့များပါတယ်ဒါကိုတည်တည်ချာချာနားလည်ဖို့လို့အဲ့တော့ funded တွေကဘယ်လိုလဲပတ်လဲ funded တွေကရောပတ်စံဘယ်လိုရှာနေရလဲ funded တွေရဲ့အားသာချက်ပါလေအားနည်းချက်ပါအဲ့ဒါကိုလေကျွန်တော် YouTube မှာတေချာတင်ပေးတာဖြစ်တော့ funded အကြောင်းကိုဒီတက်ထက်လေးလာရင်တော့ကျွန်တော် YouTube မှာထပ်ပြီးတော့ကြည့်ပါသူတို့ကဘယ်လိုဝင်ရှာလဲကိုကရောအဲ့ဒါကိုဘယ်လိုအသုံးချအောင်လဲဆိုတော့တကယ်တော့ကျွန်တော်တို့ဒီ trade လုပ်မဲ့ trader တွေကနားလည်ထားရမယ်ကိစ္စဟာ
ကိုကဓာတ်တစ်ချောင်းကိုကင်ထားရုံနဲ့အဲ့ဒီဓာတ်ကောင်းလားဆိုးလားဆိုတာကိုဓာတ်ပေါ်မှာမူတည်တာမဟုတ်ဓာတ်ချောင်းကိုကင်ထားအဲ့ဒီကင်ထားတဲ့ကိုယ့်ရဲ့လက်ကဘလောက်ရင်းကျက်လဲဆိုတာပေါ်မှာအဲ့ဓာတ်ရဲ့ပြတ်မှုပါကင်ထားတဲ့ကိုယ့်ရဲ့လက်ပေါ်မှာကိုယ့်ရဲ့ရင်းကျက်မှုပေါ်မှာပဲမူတည်တယ်ဒါကြောင့်ဖန်တက်ကိုပဲညှိုးနေတဲ့သူတွေဘရော့ကာကိုပဲအတေးဇွတ်ပြောနေတဲ့သူတွေနောက်ကိုမျက်စိမှိတ်ပြီးတော့မလိုက်ပါနဲ့အဓိကလိုအပ်တာကိုသိရှိနားလည်ဖို့လိုအပ်ပါတယ်ဆိုတော့တော်များများဖန်တက်ကိုပဲညှိုးနေတဲ့သူတွေကိုကြည့်လိုက်သူတို့ကိုယ်တိုင်ဖန်တက် account trade မယ်ဖန်တက်နဲ့ပတ်သက်ပြီး service ပေးမယ် broker ကိုပဲညှိုးနေတဲ့သူတွေကိုကြည့်လိုက်သူတို့ကိုယ်တိုင်က broker service ကိုပေးနေတဲ့သူတွေဖြစ်တယ်ဒါကအမှန်တရားပဲဒါကြောင့်ဈေးကွက်တွေဝင်လာတဲ့ trader တွေကလောက်ရမှာ fan tech ကကောင်းလား broker ကကောင်းလားမဟုတ်ဘဲနဲ့ fan tech ရဲ့အားသာချက်အားနည်းချက်ပါလေ broker ရဲ့အားသာချက်အားနည်းချက်ပါလေပြီးတော့ကိုကလိုအပ်ချက်ကိုသိရှိနားရမယ်ငါဘာလို့လိုအပ်တာလဲငါဘာလို့လောက်ရမှာလဲဘယ်အရာနဲ့ကိုက်ညီမလဲဒါကိုသိဖို့လိုတာဆိုတော့ဈေးကွက်ထဲမှာရှိနေတဲ့ senior တွေเนาะအတွေ့အကြုံရှိတဲ့သူတွေကခုနလို trader ကြီးကိုမောင်နှမတွေ beginner တွေ junior တွေဒီ industry ကိုစိတ်ဝင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေ trader ကြီးကိုမောင်နှမတွေကို broker ကဘယ်လို fan tech ကဘယ်လိုဆိုတော့ပြန် share ပေးရမယ်တာဝန်ရ senior တွေမှာရှိတယ်ဒါကြောင့်လေကျွန်တော်ကဒီ video share ပေးရခြင်းဖြစ်တယ်အဲ့တော့အနှစ်ချုပ်ပြောရရင်လောကမှာဒါအမှန်ဒါအမှားဆိုပြီးတော့ဖြတ်တောက်လို့မရအခုချင်းစီတိုင်းမှာသူ့တန်ဖိုးနဲ့သူရှိတယ်တကယ်တော်တဲ့ဝါရင် professional trader ကြီးတွေက broker ရော fan tech ရောနှစ်ခုလုံးကိုအချိုးကျပေါင်းစပ်ပြီးသုံးနေကြတာအဲ့တော့ fan tech ရလာတဲ့အမြတ်ကို profit payout တွေယူပြီးတော့ကိုယ့်ရဲ့ရေရှည်စိတ်ချရတဲ့ tier 1 license ရတဲ့ broker account တွေထဲမှာပြန်ထည့်ပြီးတော့ခိုင်မာတဲ့ကိုယ်ပိုင် wealth ဖြစ်ပြီးစောင့်နေကြတာဖြစ်တယ်ဒါကြောင့်ဘေးအရာကိုမှအစွန်းမရောက်ပါနဲ့ဈေးကွက်ထဲမှာလူတွေရဲ့ noise တွေအဲ့ဒါတွေအကုန်လုံးပိတ်ထားလိုက်ကိုအာယုံစိုက်ရမှာကိုယ့်ရဲ့စနစ်နဲ့ဈေးကွက်အကြောင်းကိုအဝင်ဝင်ကြဖြစ်ပြီးတော့ကိုယ့်ရဲ့ trading style ကိုယ့်ရဲ့ trading lifestyle ကိုတစ်ဆင့်မြင့်တင်ဖို့ပဲစူးစမ်းရမှာပါဒါကြောင့်နော်fan tech ကဘာကောင်းလဲပိုကောင်းလား broker ပိုကောင်းလားဆိုတော့အငင်းပွားစရာမလိုအပ်ပါဘူးဒီလောက်ဆိုလို့ရှိရင် fan tech နဲ့ဒီ broker နဲ့အကြောင်းကိုလည်းတေချာလေးရှင်းလင်းသွားမယ်လို့ပြောကြည့်ပါတယ်ဟုတ် see you ပါ